ဒီခိုကိုလမ်းပြီးတော့တုတ်တာခိုမာလေးကကန်ဆိုးတော့သိမ့်ရဲ့စွန်ရဲ့လက်သေးချာမှာပါသွားတာအဲ့ဒါခေါင်းဖြတ်ပြီးတော့သွေးတန်ရဲရဲစားပစ်လိုက်တယ်အဲ့ဒါတနေ့တော့ဥပုပ်နေ့တနေ့မှာသူ့ရဲ့ကြောင်ထဲကိုတိရစ္ဆာန်၄ကောင်ရောက်လာတယ်အဲ့ဒီတိရစ္ဆာန်၄ကောင်ကဥပုပ်စောက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရောက်လာတာအခိုက်အတန့်တိရစ္ဆာန်ဖြစ်နေပြီမလို့အဲ့ဒါသူတော်ကောင်းအလောင်းအလျာတွေအဲ့ဒီတိရစ္ဆာန်တွေကပထမဘယ်သူရောက်လာလဲဆိုတော့အရှင်အနုရုဒ္ဓဖြစ်လာမဲ့ခိုကလေးရောက်လာတယ်အဲ့ဒီခိုကလေးကဘယ်နဲ့ကြောင့်ရောက်လာတုံးဆိုတော့အဲ့ဒီဥပုပ်နေ့နနက်ခင်းမှာသူကအစာရှာတယ်သူ့ခိုမကလေးနဲ့အစာရှာတယ်အဲ့ဒီလိုအစာရှာနေတော့ကောင်းငင်ကစွန်တကောင်ကအဲ့ဒီခိုကိုလမ်းပြီးတော့တုတ်တာခိုမလေးကကန်ဆိုးတော့သိမ့်ရဲ့စွန်ရဲ့လက်သေးချာမှာပါသွားတာအဲ့ဒါခေါင်းဖြတ်ပြီးတော့သွေးတန်ရဲရဲစားပစ်လိုက်တယ်အဲ့ဒီမှာဦးဇင်းတို့ရှင်အနုရုဒ္ဓဖြစ်လာမဲ့ခိုကလေးကတဏှာကနေကြည်ပြီးတော့အင်မတန်စိတ်ဆင်းရဲတဲ့ပူလောင်တဲ့သူခံစားရတယ်ငါခိုမလေးတည်သွားပြီမရှိတော့ဘူးအဲ့ဒါနဲ့သူအစာဆက်ရှာလို့မရဘူးအင်မတန်ဆင်းရဲတယ်အဲ့ဒီမှာသူစဉ်းစားတယ်တဲ့ဘာစဉ်းစားတုံးဆိုတော့ဒီလောက်ပူလောင်တဲ့ဆင်းရဲဘာကြောင့်ဖြစ်တယ်လဲလို့စဉ်းစားတယ်တဲ့ဦးဇင်းကဒါလေးတွေကိုသဘောကျတာဗျစိတ်တွေဆင်းရဲလာပြီဆိုရင်ရက်ပြီးတော့နည်းနည်းလောက်စဉ်းစားကြည့်စမ်းပါတရားခံရှာတာနော်ဒါဘာကြောင့်ဆင်းရဲတာလဲဒါလေးစဉ်းစားသင့်အဲ့ဒီတော့အဲ့ဒီခိုလေးကဉာဏ်ရှိတဲ့ခိုကလေးဆိုတော့အဖြေမှန်တွေ့တယ်ဩငါရဲ့ခိုမရဲ့အပေါ်မှာမပြတ်သားတဲ့တန်ရောစဉ်အနှောင်အဖွဲကြောင့်ငါစိတ်ဆင်းရဲရတာကိုစွန်ရဲကြောင့်စိတ်ဆင်းရဲတာလို့ဒီလိုအဖြေမှားမတွေ့ဘူးနော်ခိုမလေးသေလို့စိတ်ဆင်းရဲတာလို့လည်းဒီလိုအဖြေမှားမတွေ့ဘူးနော်ဒီပြင်ခိုမတွေလည်းသေနေတာပဲဗျအဲ့ဒါသေတော့ तू စိတ်ဆင်းရဲလားမဆင်းရဲဘူးဘသူခိုသေလို့ तू စိတ်ဆင်းရဲတာလဲငါခိုသေလို့စိတ်ဆင်းရဲတာအဲ့ဒီငါခိုးဆိုတာကိုကစပြီးတော့ဆက်သွယ်မှုတန်ရောစဉ်ပေါ့ဗျာဟုတ်လားအဲ့ဒီတော့အဲ့ဒီတန်ရောစဉ်တဏှာတရားကြောင့် तू စိတ်ဆင်းရဲတာလို့အကြောင်းမှန်ကိုတွေ့တော့ तू အကြောင်း तू စဉ်းစားတာနော်ဒကမာကြီးများဒီတဏှာတန်ရောစဉ်ကိုငါပေတတ်မယ်နှိပ်ကွမယ်ဆိုတဲ့စိတ်နဲ့အဲ့ဒါဦးဇင်းတို့ဘုရားလောင်းရဲ့အကြောင်းကိုရောက်လာတာတဲ့သူ့ရဲ့ဥပုသ်ဆောင်ခြင်းရည်ရွယ်ချက်